အားလုံးမင်္ဂလာပါဒီနေ့ပြောမယ့်အကြောင်းအရာတော့ကျွန်တော် desktop wallpaper ကိုလူတိုင်းချိန်တက်လိမ့်မယ်ဒါပေမဲ့ desktop wallpaper ချိန်လို့မရအောင်လုပ်တဲ့နည်းကိုလူတိုင်းဒီပါသိကြမှာမဟုတ်ဘူးဒီနေ့တော့ desktop wallpaper ချိန်လို့မရအောင်လုပ်တဲ့နည်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် Okay vamos Okay ကျွန်တော် wallpaper ချိန်လို့မရအောင်ဘယ်လိုလုပ်ရလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးမယ်ပထမဆုံးအနေနဲ့ကျွန်တော် wallpaper ချိန်တာကတော့အရန်လွယ်တယ်ကျွန်တော်တို့ချိန်နေတဲ့ wallpaper ကိုကျွန်တော်တို့ download ဆွဲထားပြီးဖြစ်ဖြစ်ကျွန်တော်တို့ right click ထောက်ပြီးတော့ကျွန်တော်တို့ set as desktop background ဆိုတဲ့ဟာလေးနဲ့ချိန်လို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ right click တစ်ချက်ထောက်မယ် desktop မှာ right click တစ်ချက်ထောက်မယ်ပြီးရင်ကျွန်တော်တို့ဒီ window level မှာဆိုရင် show more option ပေါ့နော် window tab မှာဆိုရင်လည်းဒီမှာ personalize ဆိုတဲ့ဟာရှိတယ်အဲ့ကောင်လေးကိုတစ်ချက်ဝင်မယ်ဝင်ပြီးကျွန်တော်တို့ background ရှိမယ်ပေါ့နော် background မှာကျွန်တော်တို့ဒီမှာ browse photo ရွေးပြီးတော့မိမိချိန်ရင်လည်း wallpaper ကိုချိန်လို့ရတော့ဗောနော်ဒီလိုမျိုး click နှိပ်လိုက်ရင်တန်းချိန်တယ်ဗောနော် left click နဲ့ရွေးပြီးတော့ဟောဖြစ်တယ် Okay wallpaper ချိန်တာတော့လွယ်ပါတယ်ကျွန်တော်လမ်းကြုံပြခဲ့တာဗော wallpaper ချိန်လို့မရအောင်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်တို့ window key နဲ့ R နဲ့ကိုတစ်ချက်တွဲနှိပ်ပေးမယ်နောက်ပြီးရင်ကျွန်တော်တို့အဲ့မှာဗာရိုက်ထည့်မလဲဆိုတော့ gp edit.msc ဆိုတဲ့ဟာရိုက်ထည့်မယ် gp edit.msc ဆိုတဲ့ဟာရိုက်ထည့်မယ်ရိုက်ထည့်ပြီးကျွန်တော် enter ခောက်ပေးလိုက်ပြီးရင်ကျွန်တော်တို့ local group policy editor ဆိုတဲ့ရောက်သွားလိမ့်မယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ user configuration နဲ့တစ်ချက်သွားမယ်သွားပြီးရင် user configuration နဲ့ကို left click နဲ့တစ်ချက်ထောက်မယ်ထောက်ပြီးအဲ့ထဲမှာ administrative ဒီဘက်ညာဘက်မှာတွေ့တဲ့ဟာကို left click တစ်ချက်နှိပ် double left click တစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ control panel ကို double left click နှိပ်လိုက်မယ်နှိပ်ပြီးရင် control panel ထဲရောက်သွားပြီပေါ့နော်ရောက်ပြီးသွားရင်ကျွန်တော်တို့ personalization ကိုကျွန်တော်တို့ double left click နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးရင်ကျွန်တော်တို့ကဒါအကြီးချဲ့လိုက်မယ်ကြီးချဲ့ပြီးရင်ကျွန်တော်တို့ဒီမှာ prevent changing desktop background ဆိုတဲ့ဟာရှိရပေါ့နော်အဲ့ကောင်ကို double left click ထည့်နှိပ်မယ်ပေါ့နော်နှိပ်ပြီးရင်ကျွန်တော်တို့ဒီလိုမျိုးကျလာလိမ့်မယ်ပေါ့နော်ကျလာတဲ့ခါကျရင်ကျွန်တော်တို့အမှ left click တစ်ချက်နှိပ်ပြီးတော့ enable နှိပ်လိုက်မယ်နှိပ်ပြီးရင် apply တစ်ချက်နှိပ်မယ် okay နှိပ်မယ် okay နှိပ်ပြီးရင်ကျွန်တော်တို့ပုံမှန်ဆိုရင်တော့ဆက်ကို restart ချပေးပြီးပြန်တက်လာမှာ desktop wallpaper ချိန်လို့မရတော့ဘူးเนาะဒါပေမဲ့အဲ့လိုမျိုးလုပ်ပြီးရင်ခုနဟာတွေချိန်ပြီးပြီဆိုရင်ကျွန်တော်တို့ command တစ်ခုရိုက်ကြည့်လိုက်ရတယ် gp up dad update/all space bar ချပြီး/all အဲ့နှိပ်ပြီး okay နှိပ်ပြီးပေါ့เนาะအဲ့ command လေးတစ်ချက်ရိုက်ထည့်ကြည့်ပေးမရရင်တော့ကျွန်တော်တို့ reset ချပြီးပြန်တက်လာရင် wallpaper ချိန်လို့မရတော့ဖြစ်ပါလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်တို့ wallpaper ကိုချိန်လို့ရလားမရလားတစ်ချက်စစ်ကြည့်ပေါ့เนาะ right click ထောက်မယ် show more option မှာ personalize မှာတစ်ချက်ကြည့်မယ်ကျွန်တော်တို့ background မှာကြည့်မယ်အဲ့ဆိုရင်ကျွန်တော်ဒီမှာခုနချိန်လို့ရတဲ့ဟာအခု browse photo တွေပါလဲနှိပ်လို့မရတော့ဘူးเนาะချိန်လို့မရအောင်ပိတ်လိုက်ပြီဖြစ်ပါတယ်အဲ့တော့ပိတ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဘယ်လိုပြန်ဖွင့်မလဲဆိုတဲ့ဟာလေးလည်းကျွန်တော်တစ်ခါလေးပြောပြပေးမယ်ပေါ့เนาะပြန်ဖွင့်ခြင်းတော့ကျွန်တော်တို့ရှင်းရင်းဆွဲခုနလမ်းကြောင်းတိုင်းပဲကျွန်တော်တို့ခုနလမ်းကြောင်းတိုင်းကျွန်တော်ပြန်ပြပေးမယ် window r gp edit.msc ပေါ့နော်အဲ့ကောင်လေးတစ်ချက်ပြန်နှိပ်လိုက်ရိုက်ထည့်ပြီးကျွန်တော်တို့ user configuration ကို double left click နှစ်ချက်နှိပ်ပြီးရင် administrative template ဆိုတဲ့ဟာကို double left click နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ control panel ကို double left click နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ personalization ကို double left click နှိပ်မယ်နှိပ်ပြီးဒါလေးကိုအကြီးတစ်ချက်လိုက်ပေါ့နော်ခုနကကျွန်တော်တို့ဒီမှာ prevent changing desktop background ဆိုတဲ့ဟာ double left click နှိပ်လိုက်ပေါ့နော်အဲ့ဒါဒီလိုလေးပေါ်လာလိမ့်မယ်အဲ့ဒါဆိုရင်မူလသူထားတဲ့အတိုင်း not configure ဆိုတဲ့ဟာပြန်ထားပြီးပေါ့နော်ပြန်ထားပြီးရင်ခုနလိုပဲ apply okay တစ်ချက်နှိပ်လိုက်နှိပ်ပြီးရင်ကျွန်တော်တို့ reset ချလိုက်ပေါ့နော် reset ချပြီးပြန်တက်လာရင် wallpaper ကပြန်ချိန်လို့ရပါလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ wallpaper ပြန်ချိန်လို့ရမလားတစ်ချက်သွားကြည့်မယ်ဆိုရင်ကျွန်တော်ဒီဟာလေးကပြန်ပွင့်နေပြီပေါ့နော် Okay ဒီနေ့ဗီဒီယိုရတော့ပါပဲကျွန်တော်ဒီနေ့တော့ wallpaper ချိန်လို့မရအောင်လုပ်တဲ့နည်းလေးကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်နောက်ထပ်လည်းပိုကောင်းတဲ့ဗီဒီယိုတွေအသုံးဝင်တဲ့ဗီဒီယိုနဲ့ထပ်ပြီးလာမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ account လေးကို like and follow စိတ်ဝင်စားလုပ်လို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်